အားလုံးပဲမင်္ဂလာပါ distribution ကနေပြီးပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကိုမြင်တာနဲ့မကြော်သွားပဲနဲ့ share သွားမယ်เนาะဒီဗီဒီယိုဒီအရန်ကိုကြိုးရှိစေတဲ့အရာဖြစ်တယ်เนาะပတ်စာတပြားမှမကုန်ပဲနဲ့လွတ်လွတ်ကူကူလေးနဲ့ကိုယ့်ရဲ့ဘဝတွေကိုငွေတွေစပွားတိုးပြီးစီးဝင်လာဖို့အတွက်ကိုဒီနေ့လေးကိုလာပြီးမျှဝေပေးတာဖြစ်တယ်လောက်ရတာလဲလွယ်ကူတယ်ရှားတာလဲလွယ်ကူတယ်အမတာကိုလည်းရိုးရှိတဲ့အရာလေးတစ်ခုနဲ့ကံပွင့်မယ်လက်ပွင့်မယ်စီးပွားလာပါတိုးပွားစေဖို့အတွက်လှုပ်ဆောင်ပေးမှာဖြစ်ပါတယ်เนาะโอเคဒါဆိုလို့ရှိရင်ဒီဗီဒီယိုမြင်တာနဲ့ကိုယ်ဒီကိုယ့်ရဲ့ water ကို share ထားမယ်เนาะကိုယ့်ရဲ့တငယ်ချင်းပေါင်းသင်းလေးကိုလည်းပြန်လည်ပြီးမျှဝေပေးမယ်โอเคဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကကြတော့ဘာလဲဆိုလို့ရှိရင်ဒီလမှာပဲတုံးဝင်တာဖြစ်တယ်เนาะတကူးလမှာပဲကျိုးဝင်တာဖြစ်တယ်တကူးလဆိုတာတော့မှသူ့မှာရက်ကတရှိတယ်တကူးလအခု10ရက်နေ့ကနေပြီး25ရက်နေ့ပဲ25ရက်နေ့ထိပဲအကျိုးဝင်စေတဲ့အရာအစွမ်းရှိစေတဲ့အရာလေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုဖိုင်လေးကိုမြင်တာနဲ့ချက်ချင်းလိုက်လို့ပါအမတာကိုကျိုးရှိစေတာဖြစ်တယ်ဒါ9သက်သမီးများကိုကူညီပေးတဲ့နည်းလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အခုချိန်မှာလူတိုင်းကအခက်အခဲတွေအကြက်တဲတွေမျိုးမျိုးသောအရာတွေနဲ့ရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနည်းလေးကိုမြင်လိုက်တာနဲ့သွားပြီးတော့မှလှုပ်မယ်ကိုယ့်ရဲ့တငယ်ချင်းပေါင်းသိန်းလေးကိုလည်းလှုပ်ခိုင်းပါအရန်ကိုကျိုးရှိစေတဲ့အရာလေးတစ်ခုဖြစ်တယ်ဒီအရာကဘယ်လောက်ထိတောင်မှအကျိုးရှိလဲဆိုလို့ရှိရင်တော့တီချက်ရဲ့ဆရာမတယောက်ပေါ့နော်တီချက်ရဲ့ဆရာမဖြစ်တဲ့ထိုင်းလူမျိုးပေါ့နော်တီချက်ဆရာမဖြစ်တဲ့ထိုင်းလူမျိုးကနေပြီးတော့မှတီချက်ကိုပြန်လဲပြီးမျှဝေပေးထားတဲ့အရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့เนาะသူဒီနီးကိုလှုပ်လာခဲ့တာနှစ်ပေါင်း10နှစ်ကျော်နေပြီပေါ့နော်နှစ်ပေါင်း10နှစ်ကျော်နေပြီအရန်ကိုမှကြိုးရှိစေတာအရာဖြစ်တဲ့အတွက်ကြောင့်မလို့เนาะသူကနေပြီးပြန်လဲပြီးတော့မှလက်စစ်ကံမျှဝေပေးခိုင်းတာဖြစ်တယ်เนาะဒါကြောင့်မလို့ဒီနေ့မှာပေးမဲ့နီးလေးကကြတော့အမတန်ကိုမှရှားတာလွယ်တယ်အခုဆိုရင်တကြံကာလဖြစ်တဲ့အတွက်ကြောင့်မလို့ပထောက်ပန်းတို့ငူဝပန်းတို့ကအရန်ကိုပေါ်တဲ့ကာလဖြစ်တယ်โอเคเนาะဒါကြောင့်မလို့အခုလောက်ရမယ့်အရာကကြတော့ပထောက်ပန်းလေးတစ်ခါလေးရှိရလေးနဲ့ကိုယ့်ရဲ့ဘဝတွေကိုငွေတွေဟိုးတောင်းဝင်လာမယ်လက်လက်ပါလေးရွှင်လာမယ်စီးပွားလက်ပါလေးဆင်ပြေလာမှာဖြစ်တယ်ရောင်းဝယ်တွေကောင်းလာမှာဖြစ်တယ်เนาะအခုချိန်မှာလူတိုင်းကခက်ခဲကြက်တယ်လေးနဲ့ကြုံတွေ့နေရတဲ့အရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ငူဝပန်းလေးတစ်ခါရှိရလေးနဲ့ကိုယ့်ရဲ့ဘဝတွေကိုငွေတွေစီးစိမ်ဥစ္စာတွေလက်လက်ပါလေးရွှင်လာစေမယ်နောက်တစ်ခုကအကျွေးများနေတဲ့သူတွေဆိုရင်တောင်မှအကျွေးတွေကြေလာတဲ့အရာဖြစ်တယ်เนาะကျွေးရှိနေတယ်ဆိုလို့ရှိရင်လည်းအမြန်လေးလှုပ်လိုက်ပါအမြန်ဆုံးနည်းနဲ့အကျွေးတွေကြေမှာဖြစ်တယ်เนาะဒါကြောင့်မလို့ဒီငူဝပန်းလေးကိုလိုက်ပြီးတော့မှရှာမယ်အခုဒီနေ့10ရက်နေ့ကနေပြီးတော့မှ25ရက်နေ့ထိအကျိုးဝင်တဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ငူဝပန်းလေးတစ်ခက်ကိုရှာပေးပါငူဝပန်းလေးတစ်ခက်ကိုရှာလာပြီးတဲ့ခါကျလို့ရှိရင်ကိုဒီကားနဲ့ပတ်သက်ပြီးတော့မှအလုပ်လုပ်နေရတယ်ဆိုလို့ရှိရင်ကားနဲ့ပတ်သက်ပြီးတော့မှကိုတင်ကိုကြအလုပ်နေရတဲ့အရာလေးရှိတယ်ဆိုလို့ရှိရင်ဒီငူဝပန်းလေးကိုကားထဲမှာထည့်ထားမယ်တစ်ခက်เนาะပြီးလို့ရှိရင်ဆိုင်ရောင်းနေတဲ့သူဆိုလို့ရှိရင်လည်းဆိုင်ရဲ့เนาะတကားဝမှာပေါ့ဆိုင်ရဲ့တကားဝမှာချိတ်ထားမယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့အိမ်ရဲ့တကားဝမှာချိတ်ထားမယ်เนาะကိုယ့်ရဲ့အိမ်ရဲ့တကားဝမှာဒီငူဝပါလေးတစ်ခက်ကိုချိတ်ထားမယ်သူ့ကိုတစ်ခက်ကိုချိတ်ထားတဲ့ခါကျလို့ရှိရင်9ရက်ပြည်လို့ရှိရင်တစ်ခါလဲပေးရမယ်เนาะ9ရက်ပြည်တစ်ခါလဲပေးရပါ9ရက်ပဲထားရမှာဖြစ်တယ်9ရက်ပြည်တာနဲ့လဲပေးလိုက်မယ်ဒါမှမဟုတ်ရှင်ကိုရက်ပြည်သွားပြီး25ရက်နေ့ထိရက်ပြည်သွားပြီးဆိုလို့ရှိရင်လဲစွန့်ပြေးလိုက်လို့ရတယ်အဲ့လိုမျိုးပေါ့နော်ဒါဆိုလို့ရှိရင်ဒီငူဝပန်းလေးနဲ့ကိုယ့်ရဲ့ဘဝထဲကိုငွေတွေစစ်စစ်ဥစ္စာတွေလက်လက်ပန်းလေးရွှင်လန်းပြီးတော့မှကိုယ့်ရဲ့ဘဝမှာအေးချမ်းတဲ့အရာလေးတွေကိုရရှိစေမှာဖြစ်တယ်နောက်တစ်ခုကအကျွေးတွေများနေတယ်ဆိုလို့ရှိရင်လဲဒီနည်းကိုလိုက်လို့ကြည့်ပါတေချာနေနဲ့လုပ်ကြည့်ပါတစ်နေ့မှာတစ်ခါပဲလုပ်လို့ရတယ်เนาะတစ်နေ့မှာတစ်ကြိမ်ပဲလို့ခွေရတယ်တနေ့မှဆိုတာမှတစ်လမှတစ်နှစ်တာလုံးမှတစ်လပဲရှိတယ်ပေါ့နော်တကူးလမှပဲလို့ရတဲ့အရာဖြစ်တယ်ငူဝပန်းဒီအမတန်ကိုကျိုးရှိစေတာဖြစ်တယ်ဒီရှိရဲ့ဆရာမဆိုလို့ရှိရင်သူဒီအရင်ကအများကြီးကိုမှတခက်ခဲတွေနဲ့ကြုံတွေ့ခဲ့ရတဲ့သူဒီအရာကိုသူ10နှစ်တိလှုပ်လာခဲ့တဲ့အချိန်မှာအမတန်ကိုမှကျိုးရှိပြီးတော့မှစီးပွားချမ်းသာလာတဲ့သူဖြစ်တယ်เนาะနှစ်တိုင်းသူလည်းအများအားလှုပ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီချက်ကပြန်လဲပြီးမျှဝေပေးခြင်းဖြစ်ပါတယ်เนาะဒေချာလေးနဲ့လိုက်လို့ပါပြောထားတဲ့အတိုင်းကိုဒေချာလေးလိုက်လို့ပါဒီနေ့ဆို10ရက်နေ့ဖြစ်တယ်ပြီးလို့ရှိရင်25ရက်နေ့ဆိုရှင်25ရက်နေ့ထိအကျိုးဝင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချာထဲမှာကိုလှုပ်လို့ရပါတယ်တပတ်ပေါ့နော်တပတ်ပြည့်တစ်ခါလဲပေးမယ်တပတ်ပြည့်တစ်ခါလဲပေးမယ်เนาะအဲ့ဒါလေးပဲလှုပ်ရမှာဖြစ်တယ်ဒီငူဝပန်းလေးတစ်ခါနဲ့ကိုယ့်ရဲ့ဘဝကြီးကတိုးတက်ပြောင်းလဲလာမယ်ပို့ပြီးတော့မှဆင်ပြေလာမယ်ဆိုလို့ရှိရင်တော့လူတိုင်းလောက်ကြမယ်လို့တော့ဒီချက်ယုံကြည်ပါတယ်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုကိုမြင်လိုက်တာနဲ့ကိုတီ
ချက်ချင်းထားလို့ရတယ်နောက်တစ်ခုကကြတော့ဒီငွေပါလေးကိုရှာပြီးတော့မှလုပ်မယ်ကိုယ့်ရဲ့တငယ်ချင်းပေါင်းသိန်းတွေကိုလည်းမျှဝေပေးကြပါเนาะကိုယ့်ရဲ့ပေါင်းသိန်းတငယ်ချင်းတွေကိုလည်းမျှဝေပေးကြမှာဒီချိန်ကာလမှာခုနှစ်သက်သမီးအားလုံးဒီခက်ခဲတွေနဲ့ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီချက်ကပြန်ပြီးမျှဝေပေးတာဖြစ်တယ်เนาะခုနှစ်သက်သမီးများတွေအားလုံးဆင်ပြေဖို့အတွက်ဒီနည်းလေးကိုလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲအဆုံးသတ်ပါတယ်ဒီနေ့လေးကိုသေချာလေးနဲ့လိုက်လုပ်ပါเนาะငွေပါလေးတစ်ခက်နဲ့ကိုယ့်ရဲ့ဘဝလေးပြောင်းလဲဖို့အတွက်သေချာလေးနဲ့လှုပ်ပေးဖို့တော့ဒီချက်ကတောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုဖိုင်လေးမှာပြန်လည်ဆိုကြမယ်လို့ပြောကြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲအဆုံးသတ်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်